မပြူလေးကကျမရှင်နဲ့နောက်တစ်ခေါက်ထပ်တွေ့ချင်မိတယ်ဒါကမာရွေးနဲ့ဆန္ဒတစ်ခုဖြစ်နေမလားရှင်ထိုအခါဝိညာဉ်သခင်မင်းမြတ်ဆန်ကဆန္ဒဆိုတာလူသားတွေရဲ့အခွင့်အရေးပါကိုကတော့မင်းတို့ဒီနေရာမှာအမြဲရှိနေပေးပါမယ်ကျွန်တော်နာမည်မင်းမြတ်ဆန်ပါမိမပြိုလေးကကျမကနင်းဝရီပါကွင်းညိုကြီးရွာသူတယောက်ပါဝိရီတို့ခေါ်လို့ရပါတယ်ဒီလိုနဲ့မင်းမြတ်ဆန်ကသူမလိုရာခီးကိုလိုက်လံပို့ဆောင်ပေးပြီးတယောက်နဲ့တယောက်ယဉ်နီးထွားကြပါတော့တယ်ယဉ်နီးရာကနေမဖြစ်နိုင်တဲ့ဇလန်းတွေကိုသူတို့နှစ်ဦးတိဆောက်မိခဲ့ကြတယ်တယောက်နဲ့တယောက်တရက်မတွေ့ရမနေနိုင်တော့ပဲနေစဉ်ရက်ဆက်နင်းဝရီတယောက်အကြောင်းမရှိအကြောင်းရှာကတောဦးထဲကိုဝင်ထွက်သွားလာနေပါတယ်သူတို့နှစ်ဦးဟာရက်ပေါင်းများစွာလပေါင်းများစွာအချိန်ပေါင်းများစွာအတူရှိနေခဲ့ကြတယ်ဒီလိုနဲ့တနေ့သောအခါမှာတော့မင်းမြတ်ဆန်ရဲ့ဝိညာဉ်ဘဝနောက်ဆုံးသောရက်ကိုရောက်ရှိလာပါတော့တယ်